ရင်လက်နက်ကိုင်အဖွဲ့ KNU ဥက္ကဋ္ဌဘဒိုစောကွယ်ထူးအပါအဝင်ထိပ်ပိုင်းခေါင်းဆောင်တွေကိုတည်တံအထိချမှတ်နိုင်တဲ့ဥပဒေနဲ့ပြည်ထောင်စုဝန်ကြီးဌာနကယခုရက်ပိုင်းအတွင်းမှာအမှုဖွင့်လိုက်ပါတယ်။အဲဒီလိုဥပဒေနဲ့အမှုဖွင့်လိုက်တဲ့အထက်မှာ KNU လက်နက်ကိုင်အဖွဲ့အပြင်အခြားဘယ်လက်နက်ကိုင်အဖွဲ့တွေကခေါင်းဆောင်တွေပါဝင်နေပါသလဲ။ဒီသတင်းကြောင်းရာလေးကိုမတင်ဆက်ခင်မှာနေကြည်သစ်မီဒီယာကို Subscribe နဲ့ Like လေးလုပ်ပေးဖို့မေတ္တာရပ်ခံပါရစေ။ပြည်ထောင်စုဝန်ကြီးဌာနကကရင်လက်နက်ကိုင်အဖွဲ့ KNU နဲ့အခြားသောလက်နက်ကိုင်အဖွဲ့ကထိပ်ပိုင်းခေါင်းဆောင်တွေကိုတည်တံအထိပါချမှတ်နိုင်တဲ့ဥပဒေနဲ့ဩဂုတ်လနဲ့စက်တင်ဘာလအတွင်းမှာသက်ဆိုင်ရာရဲစခန်းအသီးသီးမှာအမှုဖွင့်လိုက်ပါတယ်။လက်ရှိအစိုးရဟာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလအတွင်းမှာကျင်းပဖို့ပြင်ဆင်နေလျက်ရှိပါတယ်။အဲဒီလိုကျင်းပမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုပြပြစေဖို့လှုံ့ဆော်ခြင်းပြုလုပ်တဲ့သူတွေကိုလည်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေကပြည်သူလူထုနဲ့ပူးပေါင်းကစုံစမ်းဖော်ထုတ်တာတွေကိုလှုံ့ဆော်နေတယ်လို့ပြည်ထောင်စုဝန်ကြီးဌာနကဆိုပါတယ်။အဲဒီလိုစုံစမ်းဖော်ထုတ်နေတဲ့အချိန်မှာတော့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုပြပြစေဖို့လှုံ့ဆော်ခြင်းပြုလုပ်သူတွေဖြစ်တဲ့ကယားပြည်နယ်လွိုင်ကော်မြို့နယ်ဒေါ်နိုကူးရပ်ကွက်မှာနေထိုင်တဲ့ပိုင်ပိုင်ဆိုခေါ်မျိုးမင်းခန့်ခေါ်ပိုင်ဆိုင်18နဲ့ဟန်ထိုးအောင်ခေါ်ရဲမင်းကိုကိုခေါ်ဟန်ကြီး18နဲ့အောင်နိုင်လင်း18နဲ့ဖြိုးပိုင်စေအောင်16နှစ်နဲ့ထွန်းနေဦးလိုက်14နှစ်တို့ကိုစက်တင်ဘာလ14ရက်နေ့မှာလွိုင်ကော်မြို့မှာရဲစခန်းမှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှာကာကွယ်ရေးဥပဒေနဲ့ဖမ်းဆီးအမှုဖွင့်စစ်ဆေးနေတယ်လို့ဆိုပါတယ်။ဒါအပြင်စက်တင်ဘာလ16ရက်နေ့မှာလည်းရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်ထဲမှာရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုပြပြစေဖို့ဆန္ဒပြလှုံ့ဆော်တာတွေပြုလုပ်ခဲ့ကြတဲ့ရွှေပြည်သာမြို့နယ်အမှတ်9ရပ်ကွက်မှာနေထိုင်သူတွေဖြစ်တဲ့ရဲသူရအောင်36နှစ်ကျော်ဝန25နှစ်ချေဝင်း45နှစ်နဲ့ပြေထုံး34နှစ်တို့ကိုရွှေပြည်သာမြို့မှာရဲစခန်းမှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှာကာကွယ်ရေးဥပဒေပုံမှာ23ကကြီးနဲ့အသီးသီးအမှုဖွင့်စစ်ဆေးနေတယ်လို့ပြည်ထောင်စုဝန်ကြီးဌာနကအသိပေးလာပါတယ်။ဒါအပြင်မကြသေးခင်ကအကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ကြေညာခြင်းခံထားရတဲ့ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ကရင်မျိုးသားအစည်းအရုံး KNU ရဲ့ဥက္ကဋ္ဌဖြစ်သူဘဒိုစောကွယ်ထူးဝင်းကိုပြည်ထောင်စုဝန်ကြီးဌာနကဩဂုတ်လ29ရက်နေ့မှာလိုင်းပွဲရဲစခန်းမှာအထက်ပါဥပဒေနဲ့အမှုဖွင့်လိုက်ပါတယ်။ဘဒိုစောကွယ်ထူးဝင်းဟာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာရလဒ်လုပ်ငန်းစဉ်တွေကိုပြပြစေဖို့ဟောပြောတာပြောဆိုတာတွေကိုပြုလုပ်ခဲ့တဲ့အတွက်အခုလိုအမှုဖွင့်လိုက်တာဖြစ်တယ်လို့သိရပါတယ်။၎င်းနဲ့အတူ KNU ရဲ့အခြားသောထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ဘဒိုစောဆဲကေဘဒိုတာတိုမူဘဒိုစောတော်တီဘွဲ့ဘဒိုစောလာထွန်းစောဂျော်နီဘဒိုစောအဲကလူစေဘဒိုနော်ဒဒါနဲ့ဘရိုစောတော်နီတို့အပါအဝင်17ဦးကိုလည်းစက်တင်ဘာ1ရက်နေ့မှာအဲဒီလိုင်းပွဲရဲစခန်းမှာပဲထပ်မံအမှုဖွင့်လိုက်တယ်လို့ဝန်ကြီးဌာနဘက်ကအသိပေးထားပါတယ်။ဒါအပြင်ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုပြပြစေဖို့ဟောပြောတာတွေလှုံ့ဆော်ခဲ့တဲ့ကရင်မျိုးသားအစည်းအရုံးကစောစာပလဲဒီဝမ်ကိုလည်းစက်တင်ဘာ9ရက်နေ့မှာဆက်လက်အမှုဖွင့်ခဲ့တယ်လို့ဆိုပါတယ်။ရွေးကောက်ပွဲအကာအကွယ်ပေးဥပဒေနဲ့ပြည်ထောင်စုဝန်ကြီးဌာနကနောက်ထပ်အမှုဖွင့်လိုက်တဲ့သူတွေကတော့အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ PDF အဖွဲ့တို့ကအဖွဲ့ဝင်တချို့ပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ28ရက်နေ့မှာ AR တိုင်းလေးမျက်နှာမြို့နယ်ရင်းဆယ်ကြီးရွာမှာရှိတဲ့ဖုန်ကြီးကျောင်းတစ်ခုမှာမြို့နယ်ရွေးကောက်ပွဲကော်မရှင်ကတာဝန်ရှိသူတွေကမဲပေးဆက်ဆိုင်ရာအသိပညာပေးခြင်းနဲ့လက်တွေ့စမ်းသပ်မဲပေးခြင်းတွေကိုဆောင်ရွက်နေစဉ်အချိန်မှာ AA နဲ့ PDF အကြမ်းဖက်သမားတွေကဒရော့ဘုံနဲ့ပစ်ချတိုက်ခိုက်တာတွေကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲဒါကြောင့်အဲဒီလိုအကြမ်းဖက်တဲ့သူတွေကိုစစ်စစ်စုံစမ်းနေဆဲဖြစ်ပြီးတော့စက်တင်ဘာ4ရက်နေ့မှာလေးမျက်နှာမြို့နယ်အိုင်တပြုတ်နယ်မြေရဲစခန်းမှာထပ်ပါဥပဒေနဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။အလားတူပါပဲချင်းပြည်နယ်ထန်တလန်မြို့နယ်မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေကိုပြပြစေဖို့ဟောပြောတာပြောဆိုတာတွေပြုလုပ်ခဲ့ကြတဲ့တရားမဝင်ဖွဲ့စည်းထားတဲ့ချင်းလက်အဖွဲ့ကဥပါထန်းဒေါက်တာရွှေခါအပါအဝင်18ဦးကိုလည်းပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကိုနှောက်ယှက်ဟန်တာခြင်းကကာကွယ်ပေးရေးဥပဒေနဲ့အသေးသေးအမှုဖွင့်ထားတယ်လို့ပြည်ထောင်စုဝန်ကြီးဌာနကဆိုပါတယ်။ဒါအပြင်ပြည်ပြခေတ်သစ်မီဒီယာကတာဝန်ရှိသူတွေကိုလည်းရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေကိုပြပြစေဖို့လှုံ့ဆော်ရေးသားခဲ့မှုနဲ့နေပြည်တော်စပူသီရိမြို့နယ်အမှတ်1မြို့မှာရဲစခန်းမှာထပ်မံမှုဖွင့်ထားပါတယ်။
တထုံမြို့နယ်ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ဥက္ကဋ္ဌဖြစ်သူဒေါ်မြတီတာအပါအဝင်၄ဦးကိုဖမ်းဆီးသွားတဲ့အကြမ်းဖက်သမားတွေကိုလည်းပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကိုနှောက်ယှက်ဟန့်တားခြင်းမှာကာကွယ်ပေးရေးဥပဒေပုံမှာ24ခါခွင့်နဲ့တန်ပြူစီရဲ့မြို့မရဲစခန်းမှာအမှုဖွင့်ထားပါတယ်။ပါတီစုံထွေထွေဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကိုနှောက်ယှက်ဟန့်တားခြင်းကကာကွယ်ပေးဥပဒေမှာတည်တဲ့အထိချမှတ်နိုင်တဲ့ပုံမှန်ပြဋ္ဌာန်းချက်တွေပါဝင်ပေမဲ့အထက်ပါအမှုခံရသူတွေကတော့အများဆုံးထောင်ဒဏ်9နှစ်10နှစ်ချမှတ်နိုင်တဲ့ပုံမှန်တွေနဲ့အမှုဖွင့်ခံထားရတာပဲဖြစ်ပါတယ်။အခုချိန်မှာတော့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေကိုပြပြစေဖို့ဟောပြောလှုံ့ဆော်တာတွေပြုလုပ်ခဲ့ကြတဲ့ KNU ကထိပ်ပိုင်းခေါင်းဆောင်တွေအပါအဝင်ကျူးလွန်သူတွေကိုဖမ်းဆီးရရှိဖို့ပြည်ထောင်ဝင်ကြီးဌာနအနေနဲ့ဆက်လက်ဆောင်ရွက်နေတယ်လို့အသိပေးထားပါတယ်ရှင်။